ညီလေးတယောက်မေးထားတယ်ပေါ့နော်အဲ့ဒါကောဘာလောက်ခိုင်းတာလဲအချိန်ရရင်တစ်ချက်လောက်ဖြည့်ပေးပေါ့နော်သူရေးထားတယ်အခုဒီဥစ္စာကြတော့သူပြရတဲ့ပုံကြတော့ဒီ Facebook ဘက်ကနေပေါ့နော်ကိုဒီ Blue Mac ဝယ်ခိုင်းတယ်ပေါ့နော်ပြောမယ်ဆိုတော့ကိုကုံလန်းဖြစ်အောင်သူကလောက်ခိုင်းတယ်ပေါ့နော်အဲ့ဒီမှာသူရေးထားတဲ့စာကတော့နားမလည်တဲ့လူတွေအတွက်ကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်သူရေးထားတဲ့ပုံစံကအတီးပြုတ်ပြီးကြောင်းပေါ့နော်တစိုက်ကိုရယူလိုက်ပါဆိုပြီးတော့သူကရေးထားတယ်ဒါကြောင့်မို့တချို့ဆိုရင် creator အစ်စ်တွေမသိဘူးအဲ့ဒါကတော့ CN ရတယ်ထင်တယ်ပေါ့နော်တချို့ကဆိုရင်အဲ့ဒီဒီဇိုင်းကိုယူလိုက်မယ်ဆိုရင် CN ကအမြန်ရတယ်ဆိုပြီးတော့အဲ့လိုမျိုးထင်ကြတယ်ပေါ့နော်ဒါကြောင့်မို့ဒီဥစ္စာကြတော့ကိုအောင်တို့အဲ့ဒီဇိုင်းကိုရမယ်ဆိုရင်ကိုရဲ့ profile လေးမှာဘယ်လိုပြောမလဲဆိုရင်အပြာရောင်အမှတ်ချစ်လေးပေါ့နော်အပေါ်မှာသူပြထားတဲ့အတိုင်းပဲအပြာရောင်အမှတ်ချစ်လေးကိုရဲ့အကောင့်ကဆိုရင်အတီးပြုတ်တဲ့အကောင့်ပေါ့နော်ပြောမယ်ဆိုရင်တော့တရေဝင်အကောင့်ပေါ့နော်ကိုအောင်တို့ရိုးဒီ personal account သုံးနေတာထက်ပေါ့နော်ကိုအောင်တို့ကသူ့ကိုပတ်စံပေးပြီးတော့တောင်းတာဖြစ်တဲ့အတွက်ကြောင့်ကိုရဲ့အကောင့်ကရိုးအကောင့်ကနေတကယ်သူတို့တရေဝင်အကောင့်ပုံစံမျိုးပေးလိုက်တယ်ဒါကြောင့်မို့အဲ့ဒါရဖို့ဆိုတာကလည်းကိုအောင်တို့ပတ်စံပေါ့နော်လတိုင်းကုန်တယ်ချုပ်ကဆိုရင်20ဘက်ပဲကုန်တယ်ပထမလပေါ့နော်ချုပ်ကဆိုရင်330ကုန်တယ်ဒါပေမဲ့လည်းကိုအောင်တို့ဝယ်ပြီးဆိုရင်တော့နောက်လတွေမှာ330ကုန်ပေါ့နော်ဒါကြောင့်မို့ဒီ Blue Mac ကဖြစ်နိုင်တယ်ဆိုရင်မဝယ်နဲ့ပေါ့နော်ဘာကြောင့်လဲဆိုတော့ပတ်စံလည်းကုန်တယ်လို့ပြီးလို့ရှိရင်ကိုအောင်တို့အတွက်လည်းဘာအကျိုးမှမရှိဘူးပေါ့နော်ဘာကြောင့်ကိုအောင်ဒီလိုပြောလဲဆိုတော့ Blue Mac ရှိတဲ့အကောင့်တွေပင်အောင်အစ်စ်လိုက်လို့ရှိရင်အရန်ခက်ခဲတယ်ပေါ့နော်အခုနောက်ပိုင်းမှာအရင်တော့ငါဆိုရင်လွယ်ကူတယ်အခုနောက်ပိုင်းမှာ Blue Mac နဲ့ပင်အောင်လိုက်လို့ရှိရင်ရိုးအကောင့်က10ခုလောက်ပြီးသွားတယ်ဒါပေမဲ့ Blue Mac အကောင့်ကတစ်ခုမရသေးဘူးပေါ့နော်ဒါကြောင့်မို့အဲ့ဒီပြဿနာတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မို့ creator တွေအားလုံးအခုလိုမျိုးတစ်စိတ်ပေါ်လာလို့ရှိရင်မနှိုက်ပါနဲ့ကိုယ့်ရဲ့အကောင့်ကပတ်စံစားတာလွယ်တယ်ဆိုတော့ချက်ချင်းပတ်စံဖြတ်သွားမယ်တကယ်လို့ကိုယ့်ရဲ့အကောင့်ကပတ်စံရှင်းရတာခက်ခဲတယ်ဆိုတော့သူမဖြတ်ပေါ့နော်ဒါကြောင့်မို့ creator အစ်စ်တွေအားလုံးဒီတစ်စိတ်မျိုးပေါ်လာလို့ရှိရင်နှိုက်ကိုမနှိုက်နဲ့လို့ကိုအောင်ကအကြံပေးခြင်းပေါ့နော်သူ့ရဲ့အားသာချက်အားနည်းချက်တွေကတော့ဘက်စုံမှာရှိတာဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မို့မသိတဲ့ creator အစ်စ်တွေအတွက်ပြောပြပေးလိုက်ပြီเนาะအားလုံးပဲအဆင်ပြေကြပါစေနောက်ထပ်သိချင်တဲ့မိကုန်းတွေရှိတယ်ဆိုရင် comment အောက်မှာရေးခဲ့ပါအားလုံးပဲနောက်ဗီဒီယိုမှာထပ်ဆုံကြပါ